နှစ်လိုက်နေတဲ့လူတွေရှိလားနှစ်လိုက်နေတဲ့လူတွေရှိရင်တေချာနားထောင်ပေးပါပြီးတော့ကျွန်တော်လက်မလေးနှိပ်ပေးပါအဲ့တော့မနေ့ကကျွန်တော်တို့တစ်ခွန်တောက်ကြမကျော်နောက်ထပ်တကက်ထပ်ပြီးအောင်လဲဒါနဲ့ဆိုရင်ဒီတပတ်မိသားစုတွေစုစုပေါင်း3ကက်တိအောင်လဲ3ကက်လုံးဝကောက်ကွာမမီဘူးလုံးဝအဆင်ပြေတယ်เนาะဒါတော့ကျွန်တော်ပိတ်ရ2ရက်ရှိတယ်အဲ့တော့နှစ်ကအခုထိလုံးဝဘာဆိုဘာမှမပေါ်ဘူးခဏနဲ့မပေါ်ဘူးပရိလည်းမပေါ်เนาะအဲ့တော့ကျွန်တော် formula ရကျွန်တော်ပြောပြမယ်တေချာနာထောင်ပေးပါဒါမပြောပြခင်ဒီနေ့ဈေးကွက်ကြည့်လိုက်တဲ့အခါကျတော့ကျွန်တော်တို့မနေ့ကတော့ပဲအလားတန်တူတယ်တုံညာ brain နဲ့တခြား brain နဲ့ပေါ့နော်အဲ့တော့ average ဆိုကျွန်တော်အများကြီးစဉ်းစားကြမလို့เนาะဒီလိုနေမျိုးမှာတောက်ကြနေမျိုးမှာနှစ်ထွက်နိုင်မလားဆိုရင်ကျွန်တော် formula ကိုကြည့်လိုက်တဲ့အခါကျတော့ဟဲ့ true ဆန်းဆန်းပေါ့နော်ပေါ်တာကတုံညာ94ဆိုတဲ့ရွှေကြီးလေးလာပေါ်ပါတယ်394ရွှေကြီးလာပေါ်ပါတယ်နော်394အဲ့တော့394ကိုကျွန်တော်ဘာနဲ့ကတ်မလဲမပြောခင်တော့ကျွန်တော် formula မှာနှစ်ကပေါ်တော့ပေါ်လာတယ်ဒါပေမဲ့ဒီ formula မှာကဒီနေ့တောက်ကြနေထွက်မဲ့လို့တော့မပြောဘူးနော်ကြည့်ရတဲ့တော့ကသူကအဲ့တော့ဒီတောက်ကြတနင်္လာအင်္ဂါ3ရက်စလိုက်အဲ့3ရက်အတွင်းမှာထွက်တော့တယ်ပြီးတော့လာမယ့်ဘက်ကကျွန်တော်ပိတ်ရမရှိဘူးဒါကြောင့်ကျွန်တော်ပြောပါတယ်ပြီးခဲ့တဲ့ပတ်ကလေးကျွန်တော်ပြောရင်နော်ပိတ်ရက်ဒီပတ်2ပတ်ရှိတယ်လုံးဝကျွန်တော်တို့ view ဆိုင်ရမယ်ကျွန်တော်မိသားစုတွေတော့ကျွန်တော်ပြောရကျွန်တော်မိသားစုတွေကိုကျွန်တော် formula တက်ကက်လောက်ပဲထုံမယ်တေချာတဲ့တက်ခတ်ပဲကျွန်တော်ပေးမယ်တက်ကက်ကျွန်တော်အရင်ပေးတယ်ကျွန်တော်shipပေးတယ်shipကမှအောင်သွားတယ်တန်းပြီးတော့နော်အဲ့ဒါကျွန်တော်နောက်ထပ် formula ထပ်ပေါ်တယ်လုံးဝတေချာတယ်အခုလည်းတောက်ကြမှာကျွန်တော်ခွန်ပေါ်တယ်ခွန်ပေါ်ထပ်ပေးတယ်အဲ့ခွန်ပေါ်ပြီးတာနဲ့ကျွန်တော်မနေ့ကပြောပါတယ်ကျွန်တော်3ပေးမယ်လို့ကျွန်တော်စဉ်းစားထားတယ်ဒါပေမဲ့3ကတောက်လျှောက်ပေါ်တာ formula မှာလည်းတောက်လျှောက်ပေါ်တယ်စဉ်းစားထားပဲကျွန်တော်3မပေးခဲ့ဘူးဘာပေးလဲဆိုကျွန်တော်တစ်ပေးလိုက်တယ်နော်တစ်ပေးလိုက်တဲ့ခါကျတော့တစ်ခွန်ထွက်တယ်နော်အကုန် formula မှာအကုန်ညိနော်ကလန်နာတမမို့နော်ဆိုတော့ကျွန်တော်394ကိုကျွန်တော်ဘာနဲ့ကတ်မလဲဆိုရင်26နဲ့ကတ်ပေးပါနော်6နဲ့နဲ့ကတ်ပေးပါကတ်ပြီးတော့ခွေဆော့ပေးပါနော်အဲ့တော့ကျွန်တော်ခွေမဲ့ဆိုခဏ10ခွက်ပဲဆိုတော့အများကြီးဆော့ကြမလို့အပူးထဲရမလားဆိုဒီနေ့တောက်ကြနေဖြစ်တာမလို့အပူးတော့ထည့်ပေးပါเนาะကျွန်တော်မှားတယ်เนาะအပူမထည့်ကိုတိုင်းနဲ့ကိုကန်ပဲဒီနေ့တော့အပူထည့်ဆော်ပေးပါအဲ့တော့နှစ်ကတော့ formula မှာတော့ပေါ်နေပြီ line ရလူတွေတက်တဲ့ကောင်းပေါ့เนาะဒါမှမဟုတ်ဘူးကျွန်တော်စီမှာအခုအင်္ဂါမကျော်စာတော့ပတ်တည်ရှိတယ်အကောင်ကဒီနေ့တော့ထွက်လောက်တယ်ဒီနေ့တော့ထွက်လောက်တယ်အင်္ဂါမကျော်စာတော့ပတ်တည်အမျိုးလိုချင်ကျွန်တော် Viber ဖုန်းနံပါတ်ဖြစ်တဲ့699399591ဆိုတဲ့ Viber မှာလာရောက်ပြီးမိသားစုဝင်လို့ရတယ်။အုံးစိတ်ပိုးတစ်လုံးစာပဲရှိတယ်နော်။စီးရမများဘူး။အပတ်တိုင်းထွက်တယ်မှန်တယ်။အကယ်လို့ကောက်ွက်ပြီးသွားရင်ကျွန်တော်နောက်တစ်လုံးအခမဲ့ပြန်ပေးတယ်နော်။ဆိုတော့699399591ဆိုတဲ့ Viber မှာလာရောက်ပြီးတော့ income ကြော်ဝင်လို့ရတယ်။ဒီနေ့စဆော့ရမယ်။ဒီနေ့ဆော့ရင်တော့ပို့ပြီးတော့ကောင်းတယ်။ဘာလို့ဆိုဒီနေ့ပေါ်လို့နော်။